အားလုံးပဲမင်္ဂလာပါ။ Silent Night ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်ကကျွန်တော်တို့တက်တစ်တွေကတက်ပဲအထက်ကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကဆိုရင်တက်တစ်တွေကနေပြီးတော့ ping ဆိုတဲ့တက်တစ်ကိုဆက်ပြီးလေ့လာမှာဖြစ်ပါတယ်။အဲ့တော့ping သုံးလဲများတယ်လို့ကျွန်တော်တို့လုံးဝဒီ beginner level ကနေပြီးတော့ဒီ super GNT အသုံးများတဲ့တက်တစ်ပေါ့နော်။ ping ကတော့ကျွန်တော်ဖြစ်မနေသိထားဖို့လိုပါတယ်။အဲ့တော့ ping ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ same diagonal တွေsame file တွေ same run တွေ same diagonal တွေဒီလိုမျိုးပေါ့တစ် file ထဲမှာဒီလိုတစ် file တွေ diagonal ဒီလို diagonal တစ်ခုလေးတွေဒီလိုမျိုးတစ် file တွေဒီလိုမျိုးတစ် run တွေပေါ့နော်တစ် run တွေမှာ same file မှာ same run မှာ same diagonal တွေမှာenemy ရဲ့ piece နှစ်ခုကတဒန်းထဲမှာတစ်ခုတည်းတနေရာထဲမှာရှိနေတဲ့တဒန်းထဲမှာရှိနေရဆိုရင်ကျွန်တော်တို့က ping ကိုသုံးလို့ရပါတယ်။သူသဖြင့် ping ကိုသုံးလို့ရတာက piece 3ခုရှိပါတယ် chess မှာping ကိုအသုံးပြုနိုင်တာကဘာလဲဆိုတော့queen ရယ် rook ရယ် bishop ရယ်ဆိုပြီးတော့သုံးလို့ရပါတယ်အဲ့တော့ ping ရဲ့အဓိကရည်ရွယ်ချက်ကping လောက်ရတဲ့ရည်ရွယ်ချက်ကတော့အဓိကဘာလဲဆိုတော့ဒီကစားကောင်ကိုလှုပ်မရအောင်ကျွန်တော်တို့ချုပ်လိုက်တယ်နော်ကျွန်တော်မြန်မာလိုဆိုတော့ချုပ်ကွက်လို့လည်းသုံးကြပါအဲ့တော့ချုပ်လိုက်တယ်ဆိုတော့ piece တစ်ကောင်ထည့်တယ်ဥပမာဒီမှာဆိုရင်bishop နဲ့ king နဲ့က same point တစ် file ထဲမှာရှိနေတယ်ဒါမျိုးဆိုကျွန်တော်တို့ကsame file တစ် file နဲ့ရှိအောင်နော်တစ် file နဲ့ဆိုရင် root ဒါမှမဟုတ် queen နဲ့ကျွန်တော်တို့ကပင်လို့ရပါတယ်အဲ့တော့ပင်လို့ချင်းရပြဘာဖြစ်တော့ဆိုတော့ဒီမှာ DB bishop လေးကလုံးဝထုတ်လို့မရအောင်ထုတ်တာနဲ့ဒီ king ကိုတွားပြီး attack တက်အောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကစားကောင်လှုပ်လို့မရအောင်ချုပ်တာမျိုးပင်လို့ခေါ်ပါတယ်တခါလီမှာလှုပ်လို့ရတဲ့အနေအထားမျိုးတော့ရှိပါတယ်ဥပမာ king နဲ့ကတေးကြလုံးဝလှုပ်လို့မရအောင်ဒါက absolute ပင်ဖြစ်တယ်လုံးဝပုံသေးပင်ဖြစ်နေပါနော်ဒါမျိုးပေါ့ဒါမျိုးဆိုရင်ကျွန်တော်တို့ဒီမှာ knight နဲ့ queen လေးရဆိုရင်လေsame file တစ် file ထဲမှာရှိနေတယ် same file တစ် file ထဲမှာရှိနေတဲ့အတွက်အရှိအ piece ကလှုပ်လို့မရတာဗောနော်ဒီကပင်ရဲ့ရွေးချက်ကရှေ့က piece ကိုလှုပ်လို့မရအောင်ကျွန်တော်တို့ရှည်ရွေးတာပါပင်လှုပ်တဲ့အခါမှာဆိုရင် piece ကတစ်ဖက်မှာနှစ်ခုရှိတယ်အရှိကျွန်တော်အလွယ်မဲ့ဆိုအရှိအ piece နဲ့နောက်က piece နော်အရှိအ piece နဲ့နောက်က piece ကကျွန်တော်တန်ဖိုးများတာများပါတယ်အဲ့တော့ king ဖြစ်မယ် queen ဖြစ်မယ် rook ဖြစ်မယ်တခြားသော piece တွေဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့တော့king ဆိုရင်တော့ခုနကပြောလို့ absolute ပင်ဖြစ်တဲ့အတွက်လုံးဝလှုပ်လို့မရဘူးဒါပေမဲ့queen တို့ rook တို့ဆိုရင်တော့လှုပ်လို့ရပါတယ်ဒါပေမဲ့ဒီရှေ့ piece လှုပ်ပြီးဆိုတော့လည်းတန်ဖိုးကြီးရဲ့နောက်က piece ကအစားခံမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်း save file ဖြစ်တဲ့အတွက် root လေးနဲ့ပင်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်ကြည့်ကြည့်မယ်ဒီပုံမှာဆိုရင်king ကိုမူတည်ပြီးတော့ king target ကိုမူတည်ပြီးကျွန်တော်တို့ဒီမှာပင်ထားတာပါဥမာအမဲမှာဆိုရင်ဒီ king ကလေးကိုမူတည်ထားတယ် bishop နဲ့ king က same rank မှာရှိနေတယ် knight နဲ့ king နဲ့က same diagonal မှာရှိနေပါတယ်ဒီ knight နဲ့ king နဲ့ဆိုရင် same file မှာရှိနေတယ်ဒါကြောင့်မို့ဒီနေရာမှာဆိုရင်ပင်ထားတာဘယ်လိုတွေပင်ထားလဲ same file same rank ဖြစ်တဲ့အတွက် root ရယ် queen ရယ်ပင်ထားတယ် same diagonal ဖြစ်တဲ့အတွက် bishop ပင်ထားပါတယ် queen နဲ့လည်းပင်လို့ရပါတယ်အဲ့တော့ဒီလိုမျိုးပင်ထားခြင်းအဖြစ်တစ်ဖက်ကစားကောင်ကပင်ဖြစ်နေတဲ့အတွက်လုံးဝလုပ်လို့မရတော့ပါဘူးဒီ piece တွေကပင်နဲ့ချုပ်ပင်ထားတဲ့ကစားကောင်တွေဖြစ်နေပါတယ်အဲ့တော့ကစားပွဲထဲမှာကျွန်တော်တို့မြင်ရတဲ့အခါမျိုးမှာဆိုရင်ဘယ် piece တွေကsame file တွေရှိနေလဲ same rank တွေရှိနေလဲ same diagonal တွေရှိနေလဲကိုယ့်ရဲ့ကစားကောင်တွေမှာအဲ့လိုရှိရဆိုရင်တစ်ဖက်ကလားပင်နိုင်လားဆိုတော့စဉ်းစားလို့ရတယ်လို့တစ်ဖက်မှာရှိနေရဆိုလေကိုကပင်လို့ရလားဆိုပြီးတော့ root တွေ queen တွေ bishop တွေကိုကြည့်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဒီ post ဒီပုံကိုကျွန်တော်တို့၃ပိုင်းလိုက်ပါမယ်ဒီဘက်တစ်ချမ်းကိုဒီတန်တစ်ခုကြည့်ပါဦးနော်ဒီဘက်တစ်ချမ်းကိုဒီတန်တစ်ခုလောက်မယ်ဒီဘက်တစ်ချမ်းကိုဒီတန်တစ်ခုကြည့်လိုက်မယ်အဲ့တော့အလွယ်နည်းနဲ့ကျွန်တော်တို့ကြည့်ပါမယ်ဒီဘက်တစ်ချမ်းမှာဆိုရင်ဒါက king နဲ့မဟုတ်တဲ့အတွက် absolute ပင်တော့မဟုတ်ဘူးဒါပေမဲ့လို့အရှိက piece က bishop လေးဖြစ်တယ်အဲ့တော့ piece နှစ်ကောင်ဖြစ်နေ bishop နဲ့ rook နဲ့ဖြစ်နေတဲ့အတွက် king target တော့မဟုတ်တော့ဒါ piece to piece target ဖြစ်တယ်ဒါပေမဲ့အရှိက piece လေးလောက်တာနဲ့နောက်ကတန်ဖိုးကြီးရဲ့ piece ကအစားခံမှာဖြစ်ပါတယ်အဲ့တော့ဒီ bishop လေးကအချုပ်ခံထားရတယ်နောက်တစ်ခါဒီ knight ကလေးပေါ့နော်ဒီ knight ကလေးနဲ့ဒီတစ်ခုခလေးကလေးပဲကြည့်မယ်ဆိုရင် knight ကလေးကပင်ခံထားရတယ် queen နဲ့ပင်ထားပါတယ် knight နဲ့ queen နဲ့က same file ဖြစ်နေတဲ့အတွက်ပင်ခံထားခြင်းဖြစ်ပါတယ်တကယ်လို့ဒါ knight ကိုလွတ်ခဲ့မယ်ဆိုရင်နောက်က queen က auto ချသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဘက်ချမ်းမှာဘေးဆုံးချမ်းကိုကြည့်မယ်ဆိုရင်ဒီဘက်ဘေးဆုံးချမ်းကိုကြည့်မယ်ဆိုရင်တော့piece to piece ပါပဲဒီမှာလဲအဲ့တော့ knight နဲ့ rook နဲ့knight နဲ့ rook နဲ့က same diagonal ဖြစ်နေရဲ့ဒါကြောင့် bishop လေးနဲ့ပင်ထားပါတယ် knight သားလောက်မယ်ဆိုရင်တန်ငွေကြီးတဲ့နောက်က piece ဖြစ်တဲ့ rook လေးကအစားခံလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့
ဒီပု္ပ္ပာမှာဆိုရင်တော့ကျွန်တော်တို့နှစ်ချမ်းပိုင်းလိုက်ပါမယ်ဒီလိုမျိုးဘက်ဘက်ကိုတစ်ချမ်းကြည့်ပါမယ်ညာဘက်ကိုတစ်ချမ်းကြည့်ပါမယ်အဲ့တော့ target ဒီမှာမနေ့ကအရင်သင်ခန်းစာပေါ့နော်အရင်သင်ခန်းစာကိုကျွန်တော်ပြောခဲ့တယ်လို့ခင်း target ရှိရ piece target ရှိရ checkmate square target ရှိရလို့တော့ပြောခဲ့တယ်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ကဘာကိုပင်ထားလဲဆိုတော့ဘက်ဘက်မှာ like ကလေးကိုပင်ထားတယ်ဘာနဲ့ပင်ထားအောင်ဆိုတော့ဟောဒီက checkmate square ဖြစ်တဲ့ CH ဆိုတဲ့ square လေးကို root နဲ့ပင်ထားဖြစ်ပါတယ်တကယ်လို့တော့ like ကရှောင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ root က CH ကိုတွားပြီးတော့ checkmate လို့တတ်မှာဖြစ်ပါတယ်ဒီမှာဆိုရင်လေ queen ကဘာနဲ့ဘာကိုပင်ထားလဲဆိုတော့bishop လေးနဲ့ဒီ f1 ဆိုတဲ့ checkmate square လေးကိုပင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကတော့ကျွန်တော်တို့ checkmate square နဲ့ဆိုရင်ကြည့်ရတာနည်းနည်းလေးတော့checkmate တွေကိုဟိုကမှတ်မိနေမှရမယ်နောက်တစ်ခါ king ရဲ့အားနည်းချက်ကိုပေါ့ချီးတက်နေမှရဒါကြောင့်ဟို real game ဒီမှာဆိုလေ king က enemy ရဲ့ king ဒါမှမဟုတ်ကိုယ့်ရဲ့ king ကဘာတွေအားနည်းနေလဲဆိုအမြဲကြည့်ထားပါဘယ်အချိန်မှာကိုကအခွင့်အရေးယူရမလဲဆိုတော့လေပြည့်တဲ့သတိရှိနေတာဖြစ်ပါတယ်ဒီမှာဆိုရင် bishop လာရွှေ့မယ်ဆိုရင်ဒီ piece ဒီ square လေးကို queen ကလာပြီးချက်မယ်လို့သားဖြစ်ပါတယ်ဒါကြောင့်မို့နောက်တစ်လဲမှာဒီ knight ကဒီ bishop လေးရောစားခံမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ပိုင်းပိုင်းလိုက်ပါမယ်ဒီမှာဆိုလည်းကျွန်တော်နှစ်ပိုင်းပိုင်းကြည့်ပါမယ်အဲ့တော့ဒါကအဖြူရွှေ့လေပါဒါဆိုရင်ကျွန်တော်တို့ pattern ကိုကျွန်တော်အနေနဲ့စဉ်းစားကြည့်မယ် pattern နဲ့စဉ်းစားကြည့်မယ်အဲ့တော့ဘယ်လိုစဉ်းစားလဲဆိုတော့ပင်နဲ့ပတ်သက်ပြီးကျွန်တော်တို့တစ်ဖက်မှာ same diagonal ရှိလားတစ် file ထဲမှာတူတူရှိရ piece တွေရှိလား terrain ထဲမှာတူတူရှိနေတာရှိလား diagonal တစ်ခုထဲမှာတူတူရှိနေလားကျွန်တော်ကြည့်လို့ရပါဥပမာဒီမှာဆိုရင် queen နဲ့ king နဲ့က same diagonal မှာရှိတယ်ဒါမျိုးဆိုကျွန်တော်တို့ဘာလို့လုပ်ရအောင်ဆိုတော့diagonal ဖြစ်တဲ့အတွက်အတိအကျ root နဲ့ကတော့တော့ပင်လို့မရဘူး root က fine တို့ run တို့ပဲပင်လို့ရတာဒါဆိုကျွန်တော်တို့ bishop နဲ့ပင်ကြည့်မယ်ပင်လို့ရမှာဒါဆိုရင်bishop လေးကိုဒါကျွန်တော်တို့က d5 ကိုရွှေ့နိုင်မယ်ဆိုရင်တော့ဒါပင်ဖြစ်သွားပါတယ် queen ကစားရင်တော့ root ကပြန်စားမယ်အဲ့တော့နောက်တစ်လိုက်ကြရင်ဒီ queen လေးရဲ့သေးချတယ်အစားခံရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ချမ်းညာဘက်ချမ်းပုတ်ဆောင်ကြည့်ပါမယ်ညာဘက်ချမ်းပုတ်ဆောင်မှာဆိုရင်ခုနလိုပဲကျွန်တော်အားနေနေတဲ့ကောင်ကြည့်တဲ့အခါမှာဒီ piece လေး bishop လေးကအားနေနေရဲ့အကောင်မရှိဘူးနောက်တစ်ခုဒီ king ကလည်းကျွန်တော်တို့ဒီတစ်ခွက်ပဲသွားလို့ရတယ်နော်ဒီတစ်ခွက်ပဲသွားလို့ရတယ်ဒီဟာကိုကျွန်တော်တို့ဒီအားနေချက်ကိုကြည့်ပြီးတော့ဘာလို့ရအောင်ဆိုတော့ဒီ square လေးက root ကရောက်သွားမယ်ဆိုရင်တေချာရဲဒါက checkmate ဖြစ်သွားတယ်ဒါကိုက main 1နေများများလောက်ထားခဲ့မယ်ဆိုရင်ဒါဒီကျိုးမြင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဘာလို့လုပ်ရအောင်ဆိုတော့ pin ကိုကျွန်တော်တို့ဒီမှာအသုံးချလို့ရသွားပြီ root h8 ဆိုပြီးတော့ရွှေ့လိုက်ပါမယ်ဒါဆိုရင်တေချာတယ် bishop ရှောင်းတာနဲ့ကျွန်တော်တို့က root h2 ဆိုပြီး checkmate ဖြစ်ပါမယ်တကယ်လို့သူကကြိုပြီးဒီလိုမျိုးလေးရှောင်ထားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ bishop လေးကိုစားလိုက်မှာပဲဖြစ်ပါတယ်ဒီနေ့ဒီသင်ခန်းစာမှာကျွန်တော်ရှင်းပြသွားတဲ့ဟာကတော့ဘာလဲဆိုတော့ပင်အကြောင်းပဲဖြစ်ပါတယ်ပင်မှာအဓိကတော့ပင်ဆိုတော့တစ်ဖက်ကစားကောင်လှုပ်လို့မရအောင်အရှိရ piece ကိုကျွန်တော်တို့ချုပ်တာဖြစ်ပါတယ်ပင်လုပ်တဲ့အခါမှာဆိုရင်အရှိရ piece ရဲ့ enemy ရဲ့အရှိရ piece ရဲ့နောက်က piece ရဲ့ရှိရဲ့နောက်က piece ကတန်ဖိုးပိုကြည့်ပါတယ်အရှိရ piece ကိုပင်လိုက်ခြင်းအဖြစ်king နဲ့သာပင်ထားတာking ပင်တာဖြစ်နေမယ်ဆိုရင်တော့ absolute ပင်လို့ခေါ်တယ်ဘယင်ကလုံးဝလုံးမရတဲ့ဘယင်ဖြစ်နေတဲ့အတွက်အရှိရ piece ကလုံးဝလုံးလို့မရတာမျိုးပါတခါလီမှာကျွန်တော်တို့ target တွေမှာတင်ထားလို့ piece to piece pin တွေရှိပါတယ်အဲ့တော့အရှိရဒါမျိုးဆိုရင်တော့ကျွန်တော်အရှိရ piece ကလောက်လို့ရတယ်တိုးပြင်မဲ့လို့တန်ဖိုးပိုကြီးတဲ့နောက်က piece ကိုအဆုံးရှုံးခံမှာဖြစ်ပါတယ်တခါတလီမှာဆိုရင်တော့ကျွန်တော်တို့က checkmate square ပေါ့နော် checkmate square target ဆိုလည်းရှိတယ်အဲ့တော့ checkmate square နဲ့အရှိရ piece ကိုပင်တာမျိုးရှိပါတယ်ဒါမျိုးဆိုလည်းအရှိရ piece ကလောက်တာနဲ့နောက်က checkmate square ကိုကျွန်တော်တို့တွားရင်းနဲ့တွားလိုက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီသင်ခန်းစာမှာပင်ရဲ့ဒိတ်ပုံနားလိုက်မယ်လို့ထင်ပါတယ်အားနည်းချက်တွေအားသာချက်တွေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့က same file မှာပဲရှိနေလဲ same RAM မှာပဲရှိနေလဲ same diagonal မှာပဲရှိနေလဲဆိုတော့အမြဲတမ်းသတိကပ်နေမယ်ဆိုရင်တော့ပင်ကိုကောင်းကောင်းနားလည်မှာပဲဖြစ်ပါတယ်ဒီသင်ခန်းစာတွေကဆိုရင်အခုလက်ရှိကျွန်တော်တင်ပေးနေ YouTube မှာတင်ပေးနေအားတွေကဒါကဘာလဲဆိုတော့theory တက်ဖြစ်ပါတယ် theory ဆိုတာကနားလည်လွယ်အောင်ဒီ beginner level နားလည်လွယ်အောင်တင်ပေးတဲ့ theory ဖြစ်ပါတယ်ဒီသင်ခန်းစာတွေကိုလက်တွေ့ပြန်ပြီးတော့ဘယ်လိုကစားရလဲ real game ပုံစံမျိုးလေ့ကျင့်ခန်းတွေလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာဝင်ရောက်လေ့လာပြီးတော့အဖြေတွေကိုဖြေဆိုလို့ရပါတယ်။ပြီးတော့ဒီကျွန်တော်ရဲ့ Telegram link ကိုလည်း Silent Night Telegram link ကိုလည်းကျွန်တော်ဒီ description ရဲ့အောက်မှာချပေးထားမှာပဲဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။